အားလုံးမင်္ဂလာပါရှင်ဂျူဒီပါဒီနေ့မှာတော့အင်္ဂလိပ်စာလေ့လာနေရမောင်နှမတွေအတွက်ပေါ့နော်အသုံးများပြီးတော့တော်တော်များများမှားပြီးတော့သုံးကြတယ် go out နဲ့ go outside ဒီနှစ်ခုကအဓိပ္ပာယ်ဆိုလို့ရင်းကမတူပါဘူးဒါပေမဲ့တချို့ကကြတော့အတူတူပဲထင်ပြီးတော့ပုံစံတူလေးတွေသုံးနေကြတာတွေ့လို့ဂျူဒီဒီဗီဒီယိုမှာတစ်ချက် sharing လုပ်ပေးချင်ပါတယ်go out ကကြတော့သူ့ရဲ့အဓိပ္ပာယ်ကလေ living home or a place အော်ဒီနေရာတစ်ခုခုဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့အိမ်ကနေပြီးတော့ထွက်သွားတာမျိုးပြောချင်တာကျူရီကထားပါတော့စနေတင်တို့နေဆိုလို့ရှိရင်အလုပ်အားတယ်ဒါကြောင့်မလို့တကယ်ချင်းနေနဲ့အပြင်ကိုသွားတယ်ဒီလိုပုံစံမျိုးဆိုလို့ရှိရင် go out ကိုသုံးလို့ရတယ် example sentence တစ်ချောင်းပေးမယ်ဒီနေ့ညအလုပ်အားတယ်အဲ့ခါကျတော့အပြင်မှာပဲသွားစားမယ်ပေါ့ညစာဖို့ we are going out for dinner tonight အဲ့မှာwe are going outside for dinner ဆိုလို့ရှိရင်ကျတော့အပြင်မှာသွားစားတော့မဟုတ်ဘူးဥပမာအိမ်ပြင်ကိုထွက်စားတာမျိုးအိမ်ထဲကနေပြီးတော့အိမ်ပြင်ကိုထွက်စားတာမျိုးဒီလိုပုံစံမျိုးဖြစ်နေမှာပေါ့နော်အဲ့တော့အပြင်မှာသွားပြီးတော့စားမယ်ဆိုရင် we are going out for dinner tonight going out လို့ပဲသုံးပေးမှမှန်ပါမယ်နောက်တစ်ခါကျတော့လူတွေတော်တော်များက Friday ဆိုလို့ရှိရင်အပြင်မှာထွက်ပြီးတော့စားကြတယ်ဒါမှမဟုတ်လို့ရှိရင်အပြင်ထွက်ကြတယ်ဒါမျိုးလေးကိုသုံးမယ်ဆိုလို့ရှိရင် people usually go out on Fridays to relax after workအဲ့တော့အလုပ်ပြီးသွားလို့ရှိရင်တောက်ကြနေဆိုလို့ရှိရင် relax လုပ်ချင်တဲ့အတွက်အပြင်ကိုထွက်ကြတယ်ဒီလိုမျိုးလေးတွေသုံးလို့ရတယ်အဲ့မှာလည်းအဲ့လိုပဲ people usually go outside လို့မသုံးဘူး people usually go out go outside ရဲ့အဓိပ္ပာယ်ကကြတော့ leaving a building to be outdoors အပြင်ကိုထွက်ဖို့အတွက်ဒီအခန်းထဲကနေပြီးတော့ထွက်သွားတာမျိုးပြောတာဒီကကလေးတွေကိုပြောတယ်အိမ်စာပြီးပြီဆိုတာနဲ့အပြင်ထွက်ချင်ထွက်လို့ရတယ်ဆိုတော့ဥပမာအပြင်မှာသွားကစားချင်လားမလုပ်ချင်လဲအင်းကြီးမှာပန်းချင်ရှိရဲဒါဆိုလို့ရှိရင်အိမ်စာပြီးသွားလို့ရှိရင်သွားဆော့လို့ရတယ် you can go outside once you finish your homework နောက်တစ်ခါကျတော့ခိုင်းဆိုလို့ရှိရင်မိုးရွာနေဒီနေ့ကတော့နေတာတယ်နေနေနဲ့တာရာသီဥတုလည်းကောင်းတယ် let's go outside and enjoy the sunshine အခုကြည့်ဒီဗီဒီယိုထဲမှာ go out နဲ့ go outside နှစ်ခုအဓိပ္ပာယ်မတူတာလေးကိုရှင်းပြပေးထားပါတယ်မောင်နှမတွေက go out နဲ့ go outside မတူဘူးဆိုတာကိုသိသွားပြီထင်ပါတယ်အားလုံးပဲအင်္ဂလိပ်စာလေ့လာနေရတဲ့အစီအပြေပါစေအားလုံးပဲကျေးဇူးတင်ပါတယ်ကြည့်လို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်